မင်္ဂလာပါဆိုတော့ဒီနေ့တော့ပုံတစ်ပုံဘယ်လိုမျိုးစပြီးတော့ဆွဲကြမလဲဆိုတဲ့ဟာကိုကျွန်တော်တို့တစ်ချက်စူးစမ်းကြည့်ပါမယ်ဆိုတော့ကျွန်တော်တို့ပုံဆွဲတဲ့အခါကျတော့များသောအားဖြင့်ကကျတော့ဒီတိုင်းအခုဆွဲခြင်းတဲ့ဟာကိုကွက်ခနဲ့ကပ်ကောက်ပြီးတော့ဆွဲလိုက်တာမျိုးတော့မရတော့ဘူးပေါ့နော်တကယ်အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ထားပါရဗျာကျွန်တော်တို့ကလေးတွေဆွဲသလိုမျိုးဆိုလို့ရှိရင်စဝိုင်းတွေဆွဲမယ်ဒါမှမဟုတ် tree ကန်တွေဆွဲမယ်ဒါမှမဟုတ်၄တောင်းတွေဆွဲမယ်ပေါ့နော်ဆိုတော့ဘလို့ပဲဆွဲကျွန်တော်တို့ကပုံတွေကတော့ဖြစ်လာတယ်ဒါပေမဲ့တကယ် reality တော့မဖြစ်ဘူးပေါ့နော်ဆိုတော့ reality ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကပုံတွေကိုဒီတိုင်းထားလို့တော့မရဘူးပေါ့နော်ဒီဒါတွေကအခြေခံအဖြစ်ဆိုလို့ရှိရင်တော့ဒါ shape တွေပေါ့ဒါ shape တွေပေါ့ဆိုတော့ shape တွေမှာသူကစဝိုင်းရှိတယ် tree ကန်ရှိတယ်၄တောင်းရှိတယ်ဒါတော့ regular shape တွေပေါ့ဆိုတော့ irregular shape ဆိုပြီးတော့လည်းနောက်ထပ်တစ်မျိုးရှိသေးတယ်အဲ့ဒါကြတော့သူကအကန့်အသတ်မရှိဘူးကိုဆွဲခြင်းတဲ့ဟာတွေရှောက်ပြီးတော့ဆွဲလို့ရတယ်ဖြည့်ခြင်းတဲ့ဟာတွေရှောက်ပြီးတော့ဖြည့်လို့ရတယ်ဒီလိုမျိုးတွေလည်းဖြစ်မယ်ဒီလိုအချွန်တက်တွေလည်းပါမယ်ပေါ့နော်ဒါဒီကောင်ကတော့ irregular shape ပေါ့ဆိုတော့ regular shape ကိုကျွန်တော်တို့ပုံတရံတစ်ခုအနေနဲ့ဒုတဲ့တစ်ခုအနေနဲ့ကျွန်တော်တို့အရာဝတ္ထုတစ်ခုအနေနဲ့ပေါ်သွားဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဘာလုပ်ဖို့လိုလဲဆိုတော့အရင်ဆုံးဘာလုပ်ဖို့လိုလဲဆိုလို့ရင်ကျွန်တော်တို့အထက်က control line တွေပေါ့နော်ဆိုတော့ line တွေကိုကျွန်တော်တို့အရင်ဆုံးဖြည့်ဖို့လိုတယ်ပေါ့နော်ဆိုတော့ line တွေဖြည့်ပြီးသွားပြီဆိုတော့မှဒါလည်းဒါကျွန်တော်တို့ပုံဖော်အောင်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်ဆိုတော့ line တွေကိုဘယ်လိုဖော်ကြမလဲဆိုတော့ line တွေဘယ်လိုဖော်ကြမလဲဆိုလို့ရင်ဟုတ်ပြီကျွန်တော်တို့စဝိုင်းပဲထားပါတော့စဝိုင်းကိုကျွန်တော်တို့အရင်ဆုံးဆွဲလိုက်မယ်ဆွဲပြီးသွားပြီဆိုလို့ရှိရင်စဝိုင်းကိုကျွန်တော်တို့line ဖော်ဖို့အတွက်ဆိုလို့ရှိရင်အထက်က frame အနေနဲ့ထည့်ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့အိမ်ဒီပိုင်းစောက်တယ်ဆိုလို့ညမ်းနေစင်တယ်လို့မျိုးပေါ့နော်စင်ပြီးသွားပြီဆိုတော့မှကျွန်တော်တို့အထက်ထဲမှာကိုထည့်ခြင်းနဲ့ပြီးလက်မြေထည့်ပြီးတော့မှပုံဖော်နိုင်ရန်ဒီပိုင်းစောက်ပြီးတော့မှပုံဖော်ဒီလိုမျိုးသွားရတာပေါ့ဆိုတော့ဒီလိုပုံစံတိုင်းပဲညမ်းစင်တဲ့အနေနဲ့ထည့်ရတာဆိုတော့ဒါပေမဲ့အဲ့ကောင်အမြဲတမ်းလိုလားဆိုတော့အမြဲတမ်းတော့မလိုပါဘူးကိုကတော့နားလေထားအောင်လောက်ပဲဆိုလို့ရှိရင်တော့ရပါတယ်ဒါပေမဲ့တကယ်တမ်းဆွဲတဲ့ခါကျလို့ရှိရင်တော့အဲ့ဒီဥစ္စာကိုအခြေခံပြီးတော့ဆွဲတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ထားပါတော့ဒီကောင်တော့အခု၄တောင်းကွက်ကြီးတစ်ခုအနေနဲ့ပဲရှိတဲ့ဥစ္စာကိုကျွန်တော်တို့အရာဝတ္ထုတစ်ခုအနေနဲ့ပုံလုပ်ဖို့ဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့လိုအပ်တဲ့အစိပ်ပိုင်းတွေလိုက်ပြီးတော့ဖြည့်ရမယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်သူက box လေးတစ်ခုဖြစ်သွားပြီဆိုတော့ဒီလိုမျိုး box လေးတစ်ခုဖြစ်လာဖို့အတွက်ကိုဘာတွေလုပ်ရလဲဆိုတော့ဒီအတွင်းထဲမှာရှိနေတဲ့ဟိုတွေလိုတယ်ပေါ့နော်ဒီအတွင်းထဲမှာရှိနေတဲ့ဟာကိုတော့ဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် control line လို့ပြောလို့ရတယ်ဆိုတော့ဒီကောင်ကတော့မမြင်ရတဲ့နေရာအတွက်ကိုပါဒါကျွန်တော်တို့ညှော်မှန်းလိုက်တာပေါ့ဆိုတော့ဒီအဲ့လိုမျိုးပဲကျွန်တော်တို့ထားပါတော့ဒါ blend လေးပေါ့ဆိုတော့ဒီ blend လေးမှာလည်းအဲ့လိုမျိုးပဲကိုမမြင်ရတဲ့နောက်ထပ်အလွှာတစ်ခုရှိနေတယ်ပေါ့နော်ဟိုဘက်တစ်ချမ်းမှာအလွှာတစ်ခုရှိတယ်တော့ဘာပစ္စည်းပဲဖြစ်ဖြစ်၄တောင်းပုံတန်း sorry ဘာပစ္စည်းပဲဖြစ်ဖြစ်သူကဒူးတယ်တစ်ခုအနေနဲ့ဖြစ်လာပြီဆိုတာ ਨੇ သူ့ရဲ့မမြင်ရတဲ့နောက်ထပ်အလွှာတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ဒီဟိုဟာမှာဆိုလို့ရှိရင်လည်းကိုမြင်ရတဲ့အပိုင်းကဒီဘက်ပိုင်းပဲဖြစ်ပြီးတော့ဟိုဘက်ပိုင်းမှာသူက၄တောင်းပုံတန်းအတိုင်းရှိနေတာမျိုးဒါမှမဟုတ်စောင်းနေတာမျိုးလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ဆိုတော့ဒါမမြင်ရတဲ့အလွှာတစ်ခုကိုဒါကျွန်တော်တို့ဖော်ဆောင်ပြီးတော့လေ့ကျင့်ရတာပေါ့နော်ဒါလေးဒီဥစ္စာကိုပြောကြတာပေါ့ဆိုတော့ပထမဆုံးပုံဆွဲဖို့အနေနဲ့ဘာလုပ်ဖို့လိုလဲဆိုတော့ပထမဆုံးအနေနဲ့ shape ဆွဲမယ် shape ဆိုတာတော့ဒီမှာစဝိုင်း tree ကန်၄တောင်းပေါ့နော်ဆိုတော့ပြီးလို့ရှိရင်ဒုတယ်ရှာမယ် form ပေါ့နော်အဲ့ဒီစားပြီးပြီဆိုတော့မှနောက်ဆုံးတစ်ချက်ကကျတော့ကျွန်တော်တုံးဖြည့်မယ်တုံးကကျတော့တုံးဖြည့်ပြီးသွားပြီဆိုတော့မှပဲဒါသူ့ရဲ့ပုံတံကပုံပေါ်လာမှာဖြစ်ပါတယ်ဆိုတော့ပုံတွေကတော့ဆွဲပြီးသွားပြီဆိုတာ ਨੇ ကျွန်တော်ဒီတိုင်းထားလို့တော့မရဘူးဒီကောင်ဆိုလို့ရှိရင်ထားပါတော့
ဆိုတော့ဒါကိုဒီလိုမျိုးဖြည့်ဆွက်လေ့ကျင့်ခြင်းအပြင်ဘာတွေအသုံးကိုအတွက်အသုံးဝင်နိုင်လဲဆိုတော့ဥပမာဘယ်နေရာမှာတော့အလင်းကျတယ်ဘယ်နေရာမှာတော့အလင်းပြန်တယ်ဆိုတဲ့ဟာကိုဒါကျွန်တော်တို့လေ့ကျင့်နိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ပုံဆွဲလေးဆွဲလာရှိသွားပြီဆိုလို့ရှိရင်တော့ကောင်းကောင်းနားလေဆွဲလေးဆွဲတာမရှိဘူးဆိုလို့ရှိရင်တော့အစ်စ်ဆိုလို့ရှိရင်တော့ကိုယ့်အတွက်စိန်ကြီးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့အဲ့အတွက်လည်းလုံးဝစိတ်မပူပါနဲ့ဖြည်းဖြည်းချင်းကျွန်တော်ဆက်ပြီးတော့သွားလို့ရပါတယ်โอเคအဲ့ဒါဆိုလို့ရင်ကျွန်တော်ပထမဆုံးပုံလေးတစ်ပုံကိုကျွန်တော် try ကြည့်မယ်ပေါ့နော်ဆိုတော့ပထမဆုံး shape ဆွဲမယ်နော်ပထမဆုံး shape ကိုအရင်ဆုံးဆွဲမယ် shape ကကြတော့ကျွန်တော်တို့ထားတော့ဒီကောင်ဒီ၄တောင်းပုံတံကိုကျွန်တော်အရင်ဆုံးဆွဲလိုက်မယ်ပြီးလို့ရှိရင်၄တောင်းပုံတံကျွန်တော်တို့ no sequence လည်းဖြစ်မယ်ဒါမှမဟုတ်ဘူးတစ်ခုလည်းဖြစ်မှာပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာကိုဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ no sequence ပုံစံတိုင်းပဲကျွန်တော်ဆွဲလိုက်မယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒီအောက်ခြေကိုလည်းအဲ့လိုမျိုးဆွဲရမယ်ပေါ့နော်ပြီးရင်ဒါဒီမှာဒီလိုမျိုးကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါအပေါ်မှာအောက်မှာအပေါ်ကအမှန်လားအောက်ကအမှန်လားဆိုတဲ့ဟာကိုကတော့အရှင်းရှင်းလေးလည်းမသိဘူးပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့က no sequence ကိုဒီအဝါလေးပါမယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်ဒီအတွင်းထဲကမလိုတဲ့အစိပ်ပိုင်းတွေပြန်ပြီးတော့ဖြတ်မယ်ပေါ့ဖြတ်ပြီးသွားပြီဆိုတော့ဒီမှာလည်းအဲ့လိုမျိုးပဲဖြတ်ရမှာအလေးကဥစ္စာကိုဖြတ်လိုက်မယ်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်အတဲလားအောက်ကအတဲလားဆိုတဲ့ဟာကိုသိဖို့အတွက်ကကျွန်တော်ဒီဟိုဘက်ကမမြင်ရတဲ့အစိပ်ပိုင်းအလွှာတစ်ခုကိုကျွန်တော်တို့ဖြတ်လိုက်ပါမယ်ပုံနည်းနည်းစောင်းပါโอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကာလာဖြည့်ဖို့အတွက်ဒါဒူshape လဲဆွဲပြီးပါပြီခုနကျွန်တော်ဖြည့်လိုက်တဲ့ဒါတွင်းထဲကဒူးတွေကိုလည်းကျွန်တော်ဖြည့်ပြီးပါရှာပြီးပါပြီပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်တို့တုံးဖြည့်ရမယ်ပေါ့ဆိုတော့တုံးဖြည့်မယ်ဆိုလို့ရှိရင်တုံးကဘယ်လိုဖြည့်မှာလဲအကုန်လုံးဒီတိုင်းဖြည့်ခြင်းလို့ဖြည့်မှာလားဆိုမဟုတ်ပါဘူးနော်ဖြည့်ခြင်းလို့ဖြည့်လို့မရပါဘူးဒါပေမဲ့ဘယ်လိုမျိုးဖြည့်ကြမလဲဆိုတော့โอเคအဲ့ဆိုရင်တုံးဖြည့်တဲ့နေရာကိုကျွန်တော်တို့အပိုင်းဟိုလောက်ဒီလိုခဲရနေတဲ့ဖောက်ဖွာလေးပေါ့နော်6ပိုင်းလောက်ကျွန်တော်ဖြည့်လိုက်မယ်။ဘာကြောင့်6ပိုင်းလောက်ဖြည့်တာလဲဆိုတော့ကျွန်တော်အဲ့ဒါလေးထပ်ပြီးရှင်းပြပေးပါမယ်။ Okay အဲ့ဆိုတော့ပထမတစ်ပိုင်းပေါ့နော်1 2 3 4 5 6ပေါ့နော်ဆိုတော့အဲ့ဒီမှာပထမဆုံးအပိုင်းမှာပထမဆုံးပိုင်းကကြတော့ဒီပေါ့နော်သူအရာဝတ္ထုဖြစ်သွားပြီဆိုတာ ਨੇ ဒီအရာဝတ္ထုကိုပြန်နဲ့ဝင်တဲ့အလင်းရှိတယ်ပေါ့နော်ဆိုတော့အလင်းကကြတော့ဒီဘက်ကlight source ပေါ့နော်ဆိုတော့အလင်းရှိမှသာလျှင်သူကအရာဝတ္ထုတစ်ခုအနေနဲ့ရှိတာပေါ့နော်ဆိုတော့အဲ့ဒီမှာအလင်းကျလိုက်ပြီဆိုလို့ရင်အလင်းကဒီလိုမျိုးဒဲကြမှာမဟုတ်ဘဲနဲ့ပုံသဏ္ဍာန်လေးကြည့်ကြည့်ပါခဏနော်ကျွန်တော်ပြပေးမယ်ထားပါတော့ဒီမှာ AirPods ပေါ့နော်ဆိုတော့ဒီမှာဝင်လာတဲ့အလင်းကဒီဘက်ကနေပြီးတော့ဝင်လာတယ်ဒီနေရာမှာကျွန်တော်အလင်းကျတယ်ဟိုဘက်အချမ်းကကျွန်တော်နည်းနည်းလေးမဲသွားတယ်ဒီမှာဒါဒုတိယအပိုင်းပေါ့နော်ဒီဘက်ချမ်းက1ဒီဘက်ချမ်းက2ဒီဘက်ကတော့ဝေးသွားလေသူကအလင်းနဲ့ဝေးသွားလေ3 4 5 5ပေါ့နော်ဒီနားဝန်းကျင်ကဒါ5ပေါ့ပြီးလို့ရှိရင်ဒီမှာဒီအောက်ကနေပြီးတော့အောက်က background ရှိနေတဲ့ပစ္စည်းကနေပြီးတော့ပြန်ပြီးတော့အလင်းပြန်နေတဲ့နေရာတစ်ခုရှိတယ်အဲ့နေရာကိုတော့ကျွန်တော်6အနေနဲ့သတ်မှတ်ပြီးတော့ဒီ
6အနေနဲ့တတ်မှတ်လိုက်မှာပေါ့နော်ဆိုတော့ဒီအောက်ကဥစ္စာကကျတော့သူ့ရဲ့အရေးဒီကောင်တစ်ခုလုံးကသူ့ရဲ့အရေးဒါပေမဲ့အဲ့ရိတ်မှာအရေးကအမြဲတမ်းအကုန်လုံးမဲနေတာလားဆိုတော့အကုန်လုံးမမဲဘူးတချို့ဒီမှာအလင်းကိုတဝက်ပြန်လာတဲ့နေရာရှိအမှ2နေရာရှိတယ်ပုံမှန်ဆိုရင်တရားကြည့်ဒီမှာတခြားတစ်ဖက်ကအလင်းရောင်ဝင်လာတဲ့အလင်းရောင်နဲ့တစ်ဖက်မှာလုံးဝအသေးကြီးဖြစ်နေတဲ့အလင်းရောင်နဲ့မှာသူကအရေးက2ခုဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့အရောင်ကအမြဲတမ်းတသက်တည်းရှိမနေဘူးဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်တို့စပြီးတော့အလင်းဝင်လာတယ်ဝင်လာဆိုတဲ့နေရာမှာဒီဘက်အဝေးလင်းနဲ့အနီးဆုံးမှာရှိနေတဲ့နေရာကကျတော့တုံးနံပါတ်ထားပါတော့တုံးနံပါတ်2လောက်ဖြစ်မယ်ဆိုတော့အရိတ်ကြတဲ့နေရာအလင်းကြတဲ့နေရာကွက်တီကကျတော့တေချာပေါက်1ဖြစ်မယ်ပြီးပြီဆိုလို့ရှိရင်3 4ဒါတော့ဒီကောင်ကကျတော့အဖြူရောင်ကိုတယ်မို့လို့ပေါ့နော်ဆိုတော့ဒါပေမဲ့ကိုဆွဲရတဲ့ပုံအခြေအနေပုံမူတည်ပြီးတော့ကိုယ့်ဘာသာကိုအလင်းကိုအဆင်ပြေသလိုဖြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာတော့highlight တစ်ခုရှိမယ်ပြီးပြီဆိုတော့မှreflect light ပေါ့နော်ဆိုတော့အလင်းပြန်တဲ့နေရာတစ်ခုရှိမယ်အဲ့ဒါပြီးပြီဆိုတော့မှကျွန်တော်အရေးဆွဲမယ်ဆိုတော့ဒါကဒီဥစ္စာဆိုလို့ရှိရင်နည်းနည်းလေးသဘောပေါက်မယ်ထင်ပါတယ်ဆိုတော့ဒါကတော့နည်းနည်းလေးထင်သာဖြစ်မြင်သာဖြစ်အောင်လို့ပြပေးတာပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ချက် try ကြည့်ပါမယ်ဆိုတော့ဒီပုံကိုတော့ကျွန်တော် 2B နဲ့ပဲဆွဲပြပါမယ်ပထမဆုံးဒီဥစ္စာကိုကျွန်တော်တို့နည်းနည်းလေးဖြည့်လိုက်မယ်ပေါ့နော်နည်းနည်းလေးဖြည့်လိုက်မယ်ဆိုရင်ဒီနေရာကိုကျွန်တော်တုံးနံပါတ်2လောက်တော့ဖြည့်လိုက်မယ်โอเคဆိုတော့ဒီနေရာကိုလုံးဝအလင်းကြမယ်ဒါအလင်းကြတဲ့နေရာဖြစ်တဲ့အတွက်အဖြူကြီးဖြစ်သွားမှာနော်ဆိုတော့ဒီနေရာမှာဆိုလို့ဒီကောင်ဆိုလို့တစ်ချက်ကြည့်အလင်းကြတဲ့နေရာအဖြူကြီးဖြစ်နေတယ်ဆိုတော့အဲ့အဖြူကြီးတိုင်းမှာကျွန်တော်တို့လောထားမယ်ဒါကတော့ပုံသဏ္ဍာန်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့တချို့ဟာတွေကြတော့လည်းအပြောင်းလဲလုပ်ရတာရှိတတ်တယ်ဒါလေးတစ်ချက်သိထားဖို့လိုတယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်အလင်းနဲ့ဝေးသွားတာနဲ့အများသူ့ရဲ့တုံးကပို့ပြီးတော့ကာလာကပို့ပြီးတော့မဲသွားမယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်2ပြီးပြီဆိုလို့ရှိရင်ကျွန်တော်3ပေါ့3ကြလို့ရှိရင်တုံးနံပါတ်2လောက်ပဲကျွန်တော်ထားလိုက်မယ်ပေါ့နော်ပြီးရင်ဒါကတော့သူ့ရဲ့ပုံအခြေအနေပုံမူတည်ပြီးတော့တုံးကိုမြင့်တန်တယ်လို့မြင့်မယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒါအလင်းနဲ့အဝေးဆုံးအပိုင်းဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာတော့တုံးကိုပို့ပြီးတော့မြင့်ရမှာပေါ့နော်အဲ့ဒါကြတော့တုံးနံပါတ် H ကျွန်တော်တို့ဆွဲနေကြနေရာမှာအားဖြင့်ကတော့တုံးနံပါတ်7 8ပြီးတော့9ပေါ့နော်အဲ့အခြေအနေလောက်ရှိတာပေါ့ဒါတော့ကိုဆွဲတဲ့ပုံမူတည်ပြီးတော့ကွာပါတယ်ပြီးပြီဆိုတော့မှဒီဘက်ဒီနေရာကိုတော့ကျွန်တော်တို့တုံးလေးနည်းနည်းလေးလျှော့ပြီးတော့ပဲပြန်ချဲလိုက်မှာပေါ့နော်အဲ့ဒါ reflect ဖြစ်တဲ့အပိုင်းလေးရှိနေတာမို့လို့ပါတုံးနည်းနည်းပြန်ပြီးတော့လျှော့လိုက်မယ်ဒါပေမဲ့အရာဝတ္ထုတဒံမျိုးဖြစ်အောင်လို့တော့ကျွန်တော်တို့မလုပ်ဖို့လိုလဲဆိုတော့ဒီဘက်အလင်းနဲ့အဝေးဆုံးဖြစ်နေတဲ့အစွန်ဆုံးအပိုင်းကိုကျွန်တော်တို့တုံးကိုထင်းရှည်လေးဖြစ်အောင်လို့ပြန်ထည့်ပေးအောင်ပေါ့နော်ဒါ reflect ဖြစ်တာတက် reflect ဖြစ်တဲ့ color တက်ပြီးတော့အလင်းနဲ့အဝေးဆုံးဖြစ်နေတဲ့အပိုင်းကတက်ပေါ့နော်ဒါတော့ခွဲခြားသိမြင်ဖို့လိုပါတယ်ဆိုပုံတွေဘေပုံမဲဆွဲတကယ်အခြေခံအကြဆုံးနီလန်းဖြစ်ပါတယ်ဆိုတော့အဲဒါကြောင့်မလို့ဘေပုံမဲဆွဲဒီနီလန်းကိုပဲသုံးပြီးတော့ပဲဆွဲရတာဖြစ်တဲ့အတွက်အားလုံးအဆင်ပြေမှာပါဟုတ်ပြီပုံကတော့ဆွဲပြီးသွားပြီအရာဝတ္ထုသဏ္ဍာန်လည်းပေါက်ပြီဒါပေမဲ့ဘာလို့သေးလဲဆိုတော့အရေးလိုတယ်ဆိုတော့အရေးလိုတယ်အလင်းကဒီကနေပဲလာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအရေးအတွက်ကိုကျွန်တော်တို့ဒီသူ့ရဲ့ပုံသဏ္ဍာန်အတိုင်းပဲကျွန်တော်နေရဖော်ဆောင်ပေးရမှာပေါ့နော်ဒါကတော့ကျွန်တော်တက်မဲ့အလင်းပါဘယ်လိုပြောရမလဲဒီပုံသဏ္ဍာန်အတိုင်းပဲကျွန်တော်တို့ဖော်ဆောင်ပေးရမှာပေါ့နော်ဒါကြလို့ရှိရင်အလင်းရဲ့အခြေအနေပုံမူတည်ပြီးအလင်းကဒီဘောကနေကျတယ်ဆိုလို့ရှိရင်ဒီလို direction အတိုင်းပဲ
အရေးကဒီလိုသွားမှာပေါ့နော်ဒီလိုသွားမှာဖြစ်တဲ့အတွက်ဒီလိုပဲလာရင်လာမယ်ဒါကတော့ပုံတန်းပုံမူတည်ပြီးတော့ကွာတာပေါ့နော်အလင်းကဒီကနေပြီးတော့ဝင်နေဆိုလို့ရှိရင်ဒီလိုမျိုးဝင်နေဆိုလို့ရှိရင်ဒီလိုမျိုးသွားမယ်ပေါ့နော်ဆိုတော့ဒါကတော့ပုံချင်းဒီပေါ်မူတည်ပြီးတော့ကိုကတော့အမြဲတမ်းကွာတာပေါ့နော်ကွာတယ်ဆိုတဲ့အခါကျတော့ရှင်အလင်းကရှည်တယ်ဗျာရှည်တယ်ဆိုတာဒီအောက်ခြေကနေပဲလာတာမျိုးဆိုလို့ရှိရင်အပေါ်အရန်ထောင်သွားတာမျိုးပြီးတော့အရန်ဝေးသွားတာမျိုးဒီအပေါ်တက်တက်ရရင်လာတယ်ဆိုလို့ရှိရင်အရေးကဒီနေရာတက်တက်မှာဖြစ်သွားမှာနော် clear ဖြစ်လာမှာနော်ဒီလိုမျိုးဖြစ်သွားမှာအလင်းကဒီအပေါ်ကနေပဲလာတယ်ဆိုလို့ရှိရင်ဒီလိုဖြစ်သွားမှာโอเคအဲဆိုလို့ရှိရင်နည်းနည်းလေးရှင်းမယ်ထင်ပါအဲ့ခါကျတော့အလင်းကဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ဒီလိုမျိုးလာမှာနော်ဒီအပေါ်ကနေပဲဒီလိုမျိုးလာမှာဆိုတော့ဒါကတော့ပုံအချင်းလေးပေါ်မူတည်ပြီးတော့အမျိုးမျိုးကွာတယ်ပေါ့နော်ဒါလေးတစ်ချက်ပြောချင်တာပါโอเคဟုတ်ပြီအဲဆိုလို့ရင်ကျွန်တော်အလင်းအရေးအတွက်ကိုကျွန်တော်တို့ try ကြည့်မယ်ဆိုတော့ဒီအရာဝတ္ထုတဏ္ဍာန်နဲ့ရှိနေတဲ့ color ကအရင်ဆုံးဖြစ်မှာပေါ့နော်အရင်ဆုံးဖြစ်မှာဖြစ်တဲ့အတွက်အရေးကိုလည်းကျွန်တော်တို့ပြန်ခွဲထုတ်အောင်ပါဒါနည်းနည်းရှိတယ်โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့အရေးနဲ့အနည်းဆုံးရှိနေတဲ့အပိုင်းကိုကျွန်တော်တို့ခွဲထုတ်မယ်ပေါ့နော်အရေးနဲ့အနည်းဆုံးရှိနေတဲ့အပိုင်းကိုကျွန်တော်တို့နည်းနည်းလေးတုံးပို့ပြီးတော့ရင့်မယ်အဲဆို sorry အရာဝတ္ထုနဲ့အနည်းဆုံးရှိနေတဲ့အပိုင်းကတုံးပို့ပြီးရင့်မယ်အရာဝတ္ထုနဲ့ဝေးသွားလေသူကပုံအောင်တုံးအောင်ပို့ပြီးတော့နှုတ်သွားလေပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်တို့ပုံတော့ဆွဲယူပါတယ်ပြီးလို့ရှိရင်ဒီကောင်လေးဘေးနားမှာကျွန်တော် online ကောက်ထားတဲ့ဟာတွေပြန်ပြီးတော့ဖျောက်ပါဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းပုံဆွဲပြီးသွားပြီဆိုလို့ရှိရင်တကယ် reality ပုံဆွဲခြင်းနေဆိုလို့ရှိရင်တော့အဲ့ဒါတွေကမတိမတာတော့ပဲကောင်းတယ်ပေါ့နော်အရန်ကြီးအလိုမျိုးထင်နေရှားကြီးဖြစ်နေတာမျိုးကြတော့လေမကောင်းပါဘူးဒါလေးတစ်ချက်တော့သတိပြုဖို့လိုပါတယ်ပေါ့နော် okay အဲ့ပြီးပြီဟုတ်ပြီပြီးသွားပြီဆိုလို့ရင်ကျွန်တော်တို့ဒီခဲချစ်ရအတိုင်းပဲကျွန်တော်ဒီတိုင်းထားမလားပေါ့နော်ထားလို့မရပါဘူးလုံးဝမရပါဘူးဆိုဘယ်လိုလုံးအောင်လဲဆိုတော့ခဲပြန်မောင်းရမယ်ပို့ပြီးတော့ smooth ဖြစ်တဲ့ပုံတကယ် reality ဆန်တဲ့ပုံဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ဘာလို့အောင်လဲဆိုတော့ခဲပြန်ပြီးတော့မောင်းအောင်ပါပေါ့နော်ဆိုတော့ခဲပြန်ပြီးတော့မောင်းရမယ်ဆိုလို့ရှိရင်ဒီအဆုံးထွက်နေတဲ့နေရာလေးတွေကိုကျွန်တော်တို့မှာ mono 0ရှိတယ်ဆိုလို့ရှိရင် mono 0လေးနဲ့သုံးလို့ရတယ်mono 0မရှိဘူးဆိုလို့ရှိရင်ခဲပြက်ကိုတစ်စောင်းလေးလေးပြီးတော့အဲ့လိုမျိုးသုံးလို့ရတယ်ပေါ့နော်ဒါဟိုဖြစ်တာပါပြီးတော့ကျွန်တော်တို့ခဲမုံမယ်ဆိုတော့ခဲမုံတဲ့အရာဝတ္ထုက3ခုရှိတယ်ဒီကောင်ကနားကြက်ကုန်းပေါ့နော်ဒါကျွန်တော်တို့အိမ်ဒီမှာလည်းသုံးတယ်ဒါနားကြက်ကုန်းနဲ့သုံးလို့ရတယ်ဒီမှာ blender လုံးဝ blender အစ်စ်ဒီခဲမှုန့်တဲ့အခါမှာသုံးတဲ့ blender အစ်စ်ဆိုတော့ဒီကောင်သုံးလို့ရတယ်ဒီကောင်သုံးလို့မရဘူးဘာမှမရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ tissue ရှိတယ် tissue ကိုဘယ်လိုသုံးအောင်လဲဆိုတော့ဒီမှာလက်မှာဒီလိုဆော့ tissue ကိုဒီလိုခောက်ပါနော်တပိုင်းခောက်ပြီးတော့ဆိုတော့ ਨੇ လက်ညှိုးလေးကိုဒီလိုဆော့ပြီးသွားပြီဆိုတော့မှအပေါ်ကနေပြီးတော့ခဲမုံမယ်ပေါ့နော်ဒီလိုလေးမုံဖောက်ပါလေးပဲမုံတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဘယ်ကိုစပြီးတော့မုံအောင်မလဲဆိုတော့ဒီအလင်းအနုဆုံးအပိုင်းကို sorry တုံးအနုဆုံးအပိုင်းကိုကျွန်တော်အရင်ဆုံးမုံမယ်မုံပြီးသွားပြီဆိုတော့မှတဖြည်းဖြည်းနဲ့တုံးရှင်းတဲ့ဘက်ကိုမုံမယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တစ်ချက်ရှင်းပြပါမယ်โอเคအဲ့မှာကြည့်ခုနပုံနဲ့အခုလက်ရှိပုံနဲ့တော်တော်ခြားနားသွားတာမျိုးတွေ့ရပါလိမ့်မယ်ဆိုတော့နည်းနည်းကြုံထွက်သွားတာပြဿနာမရှိဘူးပြီးတော့မှခဲပြက်လေးနဲ့လိုက်ပြီးတော့ကျွန်တော်တို့ဖြတ်လိုက်လို့ရတယ်ပေါ့နော်ကိုကကြုံသွားတယ်လို့ထင်တဲ့နေရာလေးခဲပြက်လေးနဲ့အပေါ်နေပဲလိုက်ပြီးတော့တုပ်လိုက်ပါโอเคအဲ့ဆိုရင်ဒီထဲကိုကျွန်တော်ဒီကောင်နဲ့ကျွန်တော်သုံးပြအောင်ဆိုတော့သုံးပြမယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးဒီအလင်းကျတဲ့နေရာကအဖြူကြီးဖြစ်တဲ့အတွက်လုံးဝ
ဒီတိုင်းလေးပဲကျွန်တော်ထားခဲ့လိုက်မယ်ဒါပေမဲ့အလင်းနဲ့အနီးဆုံးပိုင်းမှာရှိနေတဲ့တုံးပေါ့နော်ဆိုတော့တုံးနံပါတ်2လောက်ကိုကျွန်တော်အရင်ဆုံးစပြီးတော့ခဲမုံပါမယ်ခဲရင်တော့မုံမယ်မုံရင်းနဲ့ဒီလိုမျိုးလှည့်သွားလို့ရတယ်နော်မုံရင်းနဲ့ဒီလိုမျိုးလှည့်သွားလို့ရတယ်မုံမယ်ဒီကောင်းလည်းကျွန်တော်မုံမယ်ပေါ့နော်မုံပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုကျွန်တော်ထပ်ပြီးတော့မုံပါမယ်ပြီးတော့မှအလင်းနဲ့အဝေးဆုံးအပိုင်းကိုနောက်တစ်ဆင့်ကိုထပ်ပြီးတော့မုံပါမယ်မုံတဲ့နေရာမှာဒီလိုမျိုးအဝိုင်းလိုက်မုံလို့ရတယ်ပြီးတော့ဒီလိုမျိုးခဲချေထားတဲ့ပုံစံနဲ့ပြောင်းပြန်ပေါ့နော်ကျွန်တော်နမူနာလေးပြဒါကျွန်တော်ခဲချေလိုက်တဲ့ပုံစံဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီလိုအဝိုင်းမုံတာမဟုတ်ဘဲနဲ့ဒီလိုမျိုးပြောင်းပြန်ပေါ့နော်သူနဲ့ဆန့်ကျင်ဘက်အတိုင်းပဲခဲမုံတာဆိုလို့ရှိရင်လေရတယ်ပေါ့နော်အဓိက smooth ဖြစ်နေဖို့ပဲလိုတယ်ဒါပေမဲ့ဒီခဲချေထားတဲ့အတိုင်းကျွန်တော်လိုက်ပြီးတော့မမုံပါနဲ့အဲ့ခါကျတော့အချောင်းကြီးဖြစ်သွားတတ်ပါတယ်ခဲချောင်းကြီးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တိုင်းကြီးပဲကျွန်တော်တို့ဒီလိုမျိုးလိုက်ပြီးတော့မှုန်းလိုက်မယ်ဆိုလို့ရှိရင်ခဲချောင်းကြီးဖြစ်သွားတတ်ပါတယ်ကြည့်ကြည့်ပါနော်တစ်ခုရှင်ကြည့်ကြည့်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးထပ်ပြီးတော့ပြီးအောင်လုပ်လိုက်ရအောင်ကျွန်တော်ခဲလေးလိုက်ပြီးတော့မှုန်းပြီးသွားပြီဆိုလို့ရှိရင်ဒီအလင်းနဲ့အဝေးဆုံးပိုင်းပေါ့ဟုတ်ဒီ blender တွေရဲ့အားသာချက်ကဘာလဲဆိုတော့ဒီလိုချွန်လေးပါတဲ့အတွက်ဒီလိုအဆုံးထွက်နေတဲ့နေရာလေးကိုသူက AC မှုန်းလို့ရပါတယ်AC မှုန်းပြီးသွားပြီဆိုတော့မှဒီအပေါ်ကနေပြီးတော့လိုတဲ့နေရာလေးတွေကိုအဝေးရန်ထပ်ပြီးတော့လိုက်ဖြည့်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်နည်းနည်း clear ဖြစ်မှထင်ပါတယ်ပြီးတော့ဒီမှာပေါ့နော်အလင်းကြားတဲ့နေရာဆိုအလင်းကြားတဲ့နေရာအရန်ဖြူလုံးအားကြီးတယ်ဆိုလို့ရှိရင်ဒီခါကျတော့ရှင်ပုံနဲ့မလိုက်ဖက်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့ခါမျိုးကျတော့အရန်အလင်းကြားတော့တဲ့အထီတော့မထားခဲ့ပဲနဲ့ခဲတံမှာsorry ခဲမုံတဲ့အတန်မှာကတ်နေတဲ့ခဲစာလေးပေါ့နော်အဲ့ဒါလေးနဲ့ဖောက်ဖောက်လေးလိုက်ပြီးတော့ချိန်ခဲ့လိုက်ထိအောင်လေးပဲအဲ့ဆိုတော့ပုံတံကပို့ပြီးတော့ပေါ်တာပေါ့နော်အဲ့ကာမျိုးကြတော့မှကိုလိုချင်တဲ့ကာလာအတိုင်းမဝင်သေးဘူးဆိုလို့ရှိရင်ထပ်ပြီးတော့လိုက်လို့ရတယ်ခဲကိုထပ်ပြီးတော့လိုက်လို့ရတယ်ပေါ့နော်ဖောက်လေးလိုက်ပြီးတော့လိုက်ပါပြီးတော့မှအထက်အပေါ်နေလိုက်ပြီးတော့ခဲတက်ပြီးတော့မှုံပါဒါတော့ပုံအချင်းကြီးပုံမူတည်ပြီးတော့အမျိုးမျိုးကွာတာပေါ့နော်ဆိုတော့ဒါလေးတစ်ချက်တော့စဉ်းစားမှာပေါ့โอเคအဲ့ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့မြင်နေရတဲ့အပိုင်းကပေါ့နော် nosy quad ပေါ့ဒါ nosy quad ပေါ့ဒါ nosy quad ရဲ့အဖုံးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဖွင့်ထားတဲ့ nosy quad ဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီမှာရှိနေတဲ့ကာလာကိုကျွန်တော်တို့ကမတူညီတဲ့ကာလာတစ်ခုပြန်ပြီးတော့ဖြစ်မှာပေါ့နော်ဆိုတော့အဲ့ဒီခါကျတော့ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့သူကကျတော့ပြောင်းပြန်ဖြစ်သွားမှာဆိုတော့ဒီကနေပြီးအလင်းဒီဘက်ကနေပြီးဝင်လာဖြစ်တဲ့အတွက်ဒီဘက်ကနေပြီးတော့ဝင်လာဖြစ်တဲ့အတွက်အလင်းကဒီကိုတိတ်ကြသွားမှာဆိုတော့ဒီနေရာအကွယ်ဖြစ်သွားမှာဆိုတော့အဲ့ဒီခါကျတော့ပြောင်းပြန်ဖြစ်သွားမှာပေါ့နော်ဆိုတော့ဒီနေရာမှာ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6ပေါ့နော်ဆိုပြောင်းပြန်ဖြစ်သွားမှာဒီဥစ္စာကိုတော့နည်းနည်းလေးရှင်းမယ်ထင်ပါတယ်သူ့ရဲ့သူကကြတော့အခွက်တတိုင်းဖြစ်တဲ့အတွက်ဒီလိုမျိုးဖြစ်သွားမှာပေါ့နော်အဲ့ဒီခါကျတော့သူကပြောင်းပြန်ဖြစ်သွားမယ်ဒီနေရာကလုံးဝအလင်းဖြစ်သွားမယ်ဒီနေရာလောက်ကနေကျွန်တော်စပြီးတော့ဖြည့်မယ်ပေါ့နော်
ပြီးတော့မှကျွန်တော်တို့ခဲလိုက်ပြီးတော့မှုံးမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပုံတစ်ပုံပြီးပြီလို့ပြောလို့ရတယ်ပေါ့နော်